နှစ်ပဲချိန်ပြီး N3 Canny Master New Edition ရဲ့ပေါ့နော်ခန်းကြီးလေးတစ်လုံးရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုစောင်းအောင်ကြည့်သွားလိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုပေါ့နော်ခန်းကြီးတွေအားလုံးဒီ YouTube channel The Sun YouTube channel မှာတင်ထားပေးပါတယ်ဒါဆိုရင်ဆက်သွားလိုက်ရအောင်နော် N3 ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြုံသွားနေကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးကိုမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရေသူရင်စုဖြစ်ပါတယ် The Sun Education ရဲ့ founder လို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တော့မှတင်ပြပေးမှာတော့ကျွန်တော်တို့ Canny Master New Edition ရဲ့ပေါ့နော် Canny Master New Edition ရဲ့24လုံးမြောက်စကားလုံးလေးကိုတင်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီသူ့ကိုကျွန်တော်တို့ကမှတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုလေးပေါ့နော်အိမ်လေးဖြစ်ဖြစ်ကျွန်တော်တို့အထဲဖြစ်ဖြစ်ပေါ့နော်ခြိုက်တယ်လို့မှတ်မယ်ပြီးသွားရင်ကျွန်တော်တို့က21ဆိုတဲ့ဟာလေးလည်းမှတ်တယ်ပေါ့နော်အဲ့ဒါပြီးသွားရင်နှုဆိုတဲ့ဟာလေးကျွန်တော်တို့ကမှတ်အဲ့တော့သူ့ကိုကျွန်တော်တို့ကဘယ်လိုမှတ်မလဲဆိုရင်အထဲမှာ21ဒီဂရီနဲ့21ဒီဂရီလောက်ထားတော့နူးဤလာတယ်လို့မှတ်ထားမယ်เนาะဒါဆိုရင်ကျွန်တော်တို့ပြောပြမယ်အထဲမှာ21ဒီဂရီလောက်ထားတော့နူးဤလာတယ်အားလုံးကို like and subscribe ခေါင်းငန်းလေးနှိပ်ပေးခဲ့ပါဦး